မတို့ရေဒီနေ့အဲသားစကတ်လေးပုံတင်နဲ့မိတ်ဆက်မယ်နော်။လွေရာသီအတွက်မရှိမဖြစ်အဲသားလေးနော်။အဲသားဆိုပေမဲ့လေဝေ့ရတာလုံးဝတတောက်တတာရှိတယ်။ဒါပထမနေ့ကတော့6တောက်လေးကြော်ညာပေးတယ်ပေါ့နော်။ဒီနေ့က6တောက်မဟုတ်ဘူး။ဒီလိုရှေ့က8ကက်ပါမယ်။ကက်တင်လေးကနည်းနည်းလေးပူကြီးမှာပေါ့နော်။ပြထားတာကျွန်းရောင်လေးပါခါဆိုင်38ပါတင်ဆိုင်50ပါနော်။စကတ်လေးရဲ့ဒီလိုလေးအရှိကကြလို့ရှိရင်30ခွန်ပါနော်။သူကကြလို့ရှိရင်ကျွန်းရောင်လေးပါကာလာလေးကြီးကောင်းတယ်ဝေ့ရတာຫນွေရာသီအတွက်ရမ်းစင်ပြေတဲ့စကတ်လေးပါ။မတို့ရေးဈေးနှုန်းလေးက2000နဲ့9000เนาะခုနပြတာကျွန်းရောင်ဒါကတော့ရှားညူပုတ်ပုတ်လေးပါရှင်ပေါင်ကြီးဆိုရင်မတို့ရဲ့ပေါင်ကြီး130နဲ့180လောက်ထိဝတ်လို့ရပါတယ်ရှင်မဆိုးထဲဆန်ကနေမတို့မိတ်ဆက်ပေးပါတယ်เนาะရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်ဖုန်းဆက်ပြီးတော့ငွေကြိုမတောင်းပါဘူးရှင်ဒါလေးကနင်ညူရောင်ဆူဆူလေးပါရှင်ဒါလေးကကြလို့ရှိရင်အသားဘက်သွားတဲ့အညူနုရောင်လေးပါเนาะမတို့ရဲ့ဒါလေးတွေကလေရာသီဥတုစာလိုပဲပြောလို့ရမှာပေါ့နော်ပေါ့ပေါ့ပပနဲ့တတောက်တတာရှိပြီးတော့သွာလာလှုပ်ရှားရလွယ်ကူတဲ့အဲသားစကတ်လေးပါနော်ဒါအနက်ရောင်ဆူဆူလေးပါဥစိုးပြထားတာခဲရောင်ဖြော့လေးပေါ့နော်ဒီလိုအိတ်ကက်လေးပါပါမယ်ဈေးနှုန်းလေးက2900ပါမစိုးထဲဆန်ကနေမိတ်ဆက်ပေးပါတယ်နော်ကျေးဇူးတင်ပါတယ်မတို့ကြီး